မင်္ဂလာပါကိုစရာတို့ဒီတစ်ခါတော့ကျွန်တော်တို့ဒါ Daily Mail က Chris Wheeler ဖော်ပြလာတဲ့ United ရဲ့ဒါလူငယ်ကစားသမားတွေနဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော် sharing လုပ်ပေးချင်ပါတယ်အထူးသဖြင့်တော့ Manchester United ကကျွန်တော်တို့ပြီးခဲ့တဲ့ဒီရာသီကြိုခြေစမ်းပွဲနှစ်ပွဲမှာခြေစွမ်းပြခဲ့တဲ့ဒါအသင်းရဲ့ U21 ကစားသမားအများစုကို United ကသူတို့ရဲ့တိုးတက်မှုတွေအတွက်အသင်းကနေဒါကျွန်တော်တို့ဒါအငှားချသွားဖို့ဆုံးဖြတ်ထားတယ်အဓိကအဖြစ်တော့ဒီကစားသမား၄ယောက်ကျွန်တော်တို့ Harry Amos ရဲ့ Dangor ရဲ့ Toby Collier ရဲ့နောက်ဂိုးသမား Radek Vitek ရဲ့ဒီ၄ယောက်ကိုတော့ United ကအသင်းမှာသူတို့ရှေ့ရ senior ကစားသမားတွေကိုကြော်ပြီးနေရာပေးဖို့မဖြစ်နိုင်ဘူးအဲ့ဒီအတွက်သူတို့အတွက်ဒီလာမဲ့ရာသီမှာအသင်းကြီးမှာနေရာမရှိဘူးဆိုပြီးတော့ဒါ United ကအတိအကျဘယ်လိုပြောမလဲအတိလင်းပေါ့နော်ဒါအတိပေးထားပြီးဖြစ်တယ်အဲ့တော့ဒီ၄ယောက်ကိုတော့ United ကဦးစားပေးပြီးရှင်းထုတ်သွားမယ်အထူးသဖြင့် Harry Amos နဲ့ကျွန်တော်တို့ဒါ Radek Vitek ပေါ့ဒီနှစ်ယောက်ကိုတော့ United ကအပိသက်ရောင်းချသွားခြင်းနဲ့သို့ပေမဲ့ကျွန်တော်တို့အပိသက်ဝယ်ယူခွင့်ပါတဲ့တရားဒီအငှားနဲ့ကမ်းလှမ်းလာရင်လည်း United ဘက်ကဒါလက်ခံစဉ်းစားသွားဖို့ရှိတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်နောက်ထပ်ကျွန်တော်တို့နောက်ထပ်လူငယ်ကစားသမားတွေပေါ့ပြီးခဲ့တဲ့ Rosenborg နဲ့ပွဲမှာခြေစွမ်းပြခဲ့တဲ့ Ethan Williams တို့စသဖြင့်ပေါ့ဒီကစားသမားတွေလည်းဒါ United ကအခွင့်အရေးရလာရင်အငှားချသွားမယ်ဒါပေမဲ့ United ကကျွန်တော်တို့ဒီပြီးခဲ့တဲ့ပွဲတွေမှာပဲခြေစွမ်းပြခဲ့တဲ့ Shea Lacy နောက်ပြီးတော့ Fletcher ညီနောင်2ယောက်ရယ်နောက်ပြီးတော့ JJ Gabriel ပေါ့နော်ဒီကစားသမား4ယောက်ကိုတော့အဓိကဖြစ် United ကအသင်းမှာဆက်ထိန်းသွားမယ်သူတို့ကိုလည်းလာမယ့်ရာသီမှာကျွန်တော်တို့ဒါ senior အသင်းကြီးနဲ့အတူသူတို့ရဲ့ခြေစွမ်းတက်လာရင် United ဘက်ကအခွင့်အရေးပေးထားဖို့ဆုံးဖြတ်ထားတယ်ဆိုပြီးတော့ကျွန်တော်တို့ဒါ Daily Mail ကဖော်ပြလာပါတယ်ဆိုတော့ဒီလူငယ်ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ကိုလူတွေအမြင်တွေဘယ်လိုရှိလဲဘယ်ကစားသမားတွေကိုဒါအသင်းမှာဆက်ပြီးထိန်းထားစေချင်လဲခေါင်းမောင်ပြီးဆွေးနွေးတော့ကျွန်တော်ဖိတ်ခေါ်ပါရစေဆိုတော့အားလုံးပဲ see you